အဲ့တော့လူတွေပြောစရာရှာတာနဲ့တိရစ္ဆာန်တွေပြောစရာရှာတာဟာတူတူလောက်လူကနည်းနည်းအဆင့်မြင့်နေပေါ့နော်တကယ်ကြည့်မယ်ဆိုရင်တူတူပဲပြောစရာရှာကြတာတူတူပဲကာမတဏ္ဍလူတွေပြောစရာရှာတာနဲ့နတ်တွေပြောစရာရှာတာလည်းပဲတူတူပဲလို့သူတို့ပြောသို့တော့အဆင့်တန်းချင်းတော့ကွာသွားနေတာထိုင်တာနေတဲ့နေရာအသုံးပြုတဲ့အရာဒါမျိုးတွေတော့ကွဲပြားခြားနားတော့ပေါ့အလုံးသိကြတဲ့အတိုင်းတိရစ္ဆာန်ဆိုတာမြေကြီးပေါ်အိယာမြေကြီးပေါ်မှာနေတယ်ကာမဂုဏ်ခံစားတော့လည်းမြေကြီးပေါ်စားတော့လည်းမြေကြီးသူတို့အနေထားလူကြတော့အဲ့လိုမဟုတ်ဘူးကိုယ်တိုင်ဖန်တီးပြီးတော့နေစရာပုံမိမ့်မှန်တွေလောက်ကြထို့နေစရာပုံမိမ့်မှန်တွေလောက်ပြီးတော့ကြာနာနာအိစရာနေရာနဲ့စားစရာနေရာနဲ့ဒုတိယဖန်တီးပြီးတော့ပျော်ရွှင်စရာတွေကိုရှားပွေပြီးတော့ပျော်ရွှင်ကြတာဆိုတိရစ္ဆာန်နဲ့အစာပေါင်းများစွာတားသွားထို့တူပဲနတ်ဘုံရောက်တဲ့အခါကျတော့လူတွေကကိုနေစရာကိုယ်တိုင်တီဆောက်ကြရတော့လေနတ်ပြည်6ထပ်ကနတ်တွေကြတော့ကိုယ်ပိုင်တီဆောက်တာမျိုးမရှိတော့ဘူးကားလျော်စွာဖြစ်ပေါ်လာတဲ့ဘုံမိမ့်မှန်တွေမှာသူတို့ဟာနေကြထိုင်ကြတယ်ထို့သူတို့ရဲ့ဘုံမိမ့်မှန်တွေဟာပျက်စီးသွားတာလည်းမရှိဘူးခြားစားသွားတာလည်းမရှိဘူးပြိုကျသွားတာလည်းမရှိဘူးသို့တော့ပြောဆိုရင်ယုတ်ကစိုးလို့ခေါ်တဲ့တစ်ပင်ကိုမိတီးပြီးတော့လူလောကနဲ့ဆက်ဆက်နေတဲ့စတုမာရဲ့နတ်ဘုံထဲမှာအပါဝင်ဖြစ်တဲ့အဲ့ဒီဘုံမိမ့်မှန်တွေကတော့ပျက်စီးသွားတတ်သေးတယ်ယုတ်ကစိုးဆိုတာလူတွေကတော့ထင်ကောင်းထင်မဲ့တစ်ပင်ဆောင်တဲ့ဆိုတစ်ပင်မော့ကြည့်လိုက်ရင်ဘာမှမတွေ့ရဘူးတစ်ပင်ဟာတစ်ကိုင်းတို့တစ်ပင်အခွာတို့ဒါတွေရှိနေတော့ယုတ်ကစိုးဟာတစ်ပင်ပေါ်မှာရှိတယ်ဆိုတော့လူတွေကထင်တယ်တစ်ခွကြားမှာထိုင်းနေတယ်လို့ထင်ကောင်းထင်တယ်တကယ်ကတော့ယုတ်စိုးဟာတစ်ပင်ကွာကြားမှာထိုင်တာမဟုတ်ဘူးဒီတစ်ပင်ကိုအမိပြုတ်ပြီးတော့သူ့ရဲ့ဘုံမိမ့်မှာဖြစ်ပေါ်နေတာသာဖြစ်တယ်သူနေတာကတစ်ပင်ပေါ်မှာမဟုတ်ဘူးတစ်ပင်နဲ့ဆက်နေတဲ့ယုတ်ကစိုးတွေနေတဲ့ဘုံမိမ့်မှန်သည်တာခတ္ထဗိမာန်အကိုင်းအခက်တွေနဲ့ဆက်နေတဲ့ဘုံမိမ့်မှန်ရှိတယ်ရုက္ခထဗိမာန်တစ်ပင်တစ်ပင်လုံးနဲ့ဆက်ဆက်နေတဲ့ဘုံမိမ့်မှန်ရှိတယ်လို့နှစ်ခုရှိတာခတ္ထဗိမာန်ဆိုတာတစ်ပင်တစ်ပင်ကိုခုတ်လိုက်လို့အကိုင်းတွေတစ်ခုမှမရှိတော့ဘူးဆိုရင် तू ကပြိုကျပျက်စီးသွားဆုံးရှုံးသွားဘာလို့လဲဆိုတစ်ကိုင်းပေါ်မှာ तू ကတစ်ကိုင်းနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာဖြစ်တော့ကြောင့်တစ်ကိုင်းပဲ့ကျသွားရင် သူ့မှာနေစရာမရှိဘူးအဲ့ဒါကြောင့်နဲ့တူတယ်ရှေးကလူကြီးတွေကဟဲ့တစ်ပင်ခုံလို့ရှိရင်နတ်နေကိုင်းခြံထားဆိုတာအဲ့ဒါပြောတကယ်ကတော့တစ်ကိုင်းပေါ်နေတာမဟုတ်တစ်ကိုင်းပေါ်နေတာငှက်တွေတို့နော်ပုတ်တင်ညိုတို့တောထဲမှာဆိုမြောက်တွေတို့နတ်ကတော့အဲ့ဒါလိုမနေဘူးသူ့မှာဘုံမိမ့်မှရှိတယ်လို့သူတို့ဆိုရုက္ခထဗိမာန်ရောက်တဲ့အခါကျတော့တစ်ပင်ရှိနေတယ်ဗျအမြင့်မကျွတ်သေးဘူးပင်စီရှိတယ်အပင်ကြီးကိုလှဲလိုက်လို့အငုတ်ကြီးရှိနေသေးတယ်ဆိုသူ့ဘုံမိမ့်မှမပြတ်ဘူးတဲ့အဲ့ဒါရုက္ခထဗိမာန်လို့ခေါ်အဲ့ဒါကြောင့်မို့ယုတ်ကစိုးနေတဲ့ဗိမာန်ကတာခတ္ထအဲ့တော့အဲ့ဒါလို့နတ်တွေဆိုတာကံတရားပေါ်မှာမှီပြုပြီးတော့ဖြစ်နေတဲ့အဆောင်အဦပေါ်မှာသူတို့လည်းမျက်စိနဲ့ပြောစရာနားနဲ့ပြောစရာနှာခေါင်းနဲ့ပြောစရာလျှာနဲ့ပြောစရာကိုယ်ကာယနဲ့ပြောစရာရှားကြတာရှိကြတာပဲလို့သူတို့ဆိုတယ်သူတို့ရဲ့အစင်းမြင့်သွားတဲ့အခါကျတော့တာဝတိန်သာသူတို့ကြတော့ဆင်းမြင့်သွားပြီလူသူမရောက်နိုင်တဲ့နေရာမှာနေကြတာမြင့်မို့တောင်ထိပ်လို့ဆိုအဲ့တော့မြင့်မို့တောင်ထိပ်ဆိုကြံကြံဖန်ဖန်မြင့်မို့တောင်ရှာတဲ့လူတွေမြင့်မို့တောင်ကိုဒီလိုတောင်တစ်လုံးလို့ထင်ပြီးတော့ရှာရင်တော့တွေ့မှာမဟုတ်ဘူးကဘာမြေကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကဘာမြေကြီးရဲ့အမြင့်မောက်ဆုံးနေရာဆိုတာရှိတယ်ခုခေတ်ကစိတ်ကူးပြီးတော့အဝေးကမြင်ကွင်းရဆွဲထားတဲ့ကဘာလုံးပေါ့အဲ့ဒီကဘာလုံးရဲ့အမြင့်ဆုံးထိပ်အဲ့တော့ဒီကဘာကြီးတစ်ခုလုံးဟာမြင့်မို့တောင်ကြီးပဲ
အဲ့ဒီမြင့်မို့တောင်ဆိုတာလူပုံကဘယ်မှာရှိတာတုံးဆိုရင်မြင့်မို့တောင်ရဲ့ခါပန်းမှာရှိတယ်တောင်ခါပန်းမှာလူပုံရှိတယ်တောင်ထိပ်တဲမှာတာဝရိန္ဒနတ်ပြည်ရှိတယ်မြင့်မို့တောင်ရဲ့အောက်ခြေမြင့်မို့တောင်ကြီးကတဝက်လောက်ကပင်လယ်ထဲမှာမြုပ်နေတယ်ဆိုလိုတာလူတွေဆွဲတဲ့ကဘာလုံးကြီးကြတော့ကောင်းကင်မှာရှိနေတော့လေတကယ်လူပြေမှာကြည့်လိုက်မယ်ဆိုရင်ရေလွှမ်းမိုးထားတဲ့အရာကြီးတစ်ခုဆိုတာအမတန်မှထင်ရှားပင်လယ်တွေထဲမှာဒီမြင့်မို့တောင်ခြေကြီးမြုပ်နေတယ်ပင်လယ်ထဲမှာမြုပ်ဒါကြောင့်မို့လို့မြင့်မို့တောင်ခပန်းမှာလူပုံရှိတယ်လူပုံရဲ့အထက်အမြင့်ဆုံးနေရာမှာတာဝရိန္ဒနတ်ပြည်ရှိတယ်စတုမာရိနတ်ပြည်ရှိတယ်မြင့်မို့တောင်ရဲ့အောက်ခြေပင်လယ်ထဲကအောက်ခြေပိုင်းမှာအတုရနတ်ပြည်ရှိတယ်လို့စာထဲမှာတော့အဲ့ဒါလို့ဆိုထားအဲ့လိုဆိုတော့အဲ့တော့လူတွေကမြင့်မို့တောင်ခပန်းမှာနေတာဖြစ်သောကြောင့်ဒီတောင်ကြီးကိုရှားနေလို့ရှိရင်တော့တွေ့မှာဘာလို့လဲဆိုကိုနေတာတောင်ခပန်းလေတောင်ချေတောင်ကပန်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတောင်ကိုရှာတွေ့ဖို့ဆိုတာခက်ခဲတယ်နော်အဲ့ဒါမှကြီးမားသည့်အတွက်ကြောင့်ဟိုဝေးလံတဲ့နေရာကဥပမာမန္တလေးတောင်ကိုမြင်ရတယ်လို့အဲ့ဒါလိုသေးသေးဆိုရင်တော့မြင်လို့ရအခုကတော့အကြီးကြီးဆိုတော့အဲ့ဒါလိုမြင်ဖို့မရှိဘူးနေရီလာတွေဟာဒီတောင်ကြီးကိုပတ်ထွက်နေတယ်လို့ဒီလိုဆိုတယ်အဲ့တော့လူပုံဟာမြင့်မို့တောင်ရဲ့ခပန်းနတ်ပြည်တာဝရိန္ဒနတ်ပြည်ကမြင့်မို့တောင်ထိပ်အတုရနတ်ပြည်ကအောက်ခြေမှာလို့ဘယ်စာမှာဆိုတယ်လဲလို့ဆိုလို့ရှိရင်သုဒ္ဓနိဗ္ဗာန်ပါဠိတော်နာလကသုတ်တံမှာနာလကသုတ်ကိုဖွင့်ဆိုတဲ့အထက်ကထာထဲမှာအဲ့ဒါလိုရေးထားတယ်အဲ့ဒီအတိုင်းယူဆမယ်ဆိုရင်မြင့်မို့တောင်ရှာတဲ့ပြဿနာရှင်းသွားနိုင်နော်မြင့်မို့တောင်ရှာတဲ့ပြဿနာရှင်းသွားကိုယ်တိုင်ကမြင့်မို့တောင်ခပန်းမှာနေတာဖြစ်လို့မြင့်မို့တောင်အလွန်ကြီးတာဖြစ်တယ်အေးနတ်တွေဆိုတာနတ်ဘုံဆိုတာဥဋ္ဌာဏဖလူပဇီဝီမဟုတ်ဘဲနဲ့ကမ္မဖလူပဇီဝီကံတရားရဲ့အကျိုးကိုခံစားပြီးတော့အသက်ရှင်ကြတာဖြစ်သည့်အတွက်ကြောင့်သူတို့ရဲ့ကံအားလျော်စွာဘုံမိမ့်မှန်နေနဲ့သူတို့ဟာအစင်းနဲ့နေချထိုင်ကြရတယ်ပေါ့သို့တော့သူတို့ပျော်ရွှင်မှုတွေဟာမျက်စိကရတဲ့ပျော်ရွှင်မှုနားကရတဲ့ပျော်ရွှင်မှုနှာခေါင်းကရတဲ့ပျော်ရွှင်မှုလျှာကရတဲ့ပျော်ရွှင်မှုအဲ့တော့လျှာကရတဲ့ပျော်ရွှင်မှုဆိုတော့သူတို့လည်းပဲအစာစားတယ်စာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုဂပရိကာရဟာရဘက်ခဏံဒီဝနံသူတို့လည်းအစာစားတယ်နတ်တုတ်တာဆိုလူပြေကအဲ့ဒါအတုခိုးပြီးနတ်တုတ်တာဆိုပြီးလို့နတ်ပြေမှာနတ်တွေစားတဲ့နတ်တုတ်တာအင်တမစီဩဇာများတယ်လို့ဆိုတယ်နတ်တွေဟာအစာစားလို့ရှိရင်ဘယ်လောက်စားလဲလူတွေလိုတပကံကြီးစားတာမဟုတ်ဘူးတဲ့အဲ့ဒီအမတန်အစီနှစ်ချိုစိတ်ပြီးတော့အမတန်အရသာရှိတဲ့နတ်တုတ်တာတစ်ချက်သားလောက်ပဲစားရင်လုံလောက်တယ်ဆိုတော့သူရဲ့စားတဲ့အစားစားခုခေတ်စကားနဲ့ပြောဆိုဗိုက်တာမင်အပြည့်ပေါ့နော်ကဲအဲ့ဒီတစ်ချက်သားလောက်စားလိုက်ရင်သူတို့လုံလောက်သွားနတ်တွေစားတဲ့အစားအစာတစ်ချက်သားစားတယ်လို့တီကာကျမ်းနေမှာဆိုတယ်အများကြီးစားတာမဟုတ်အဲ့တော့လူတွေလို့ပလုတ်ပလောင်းစားတာမဟုတ်ဘူးချက်စရာလည်းမလိုဘူးအချိန်ကြလို့စားချင်တယ်ဆိုတာလေးနဲ့သူကစားစရာသူ့လက်ထဲရောက်တယ်အဲ့ဒီမှာစားလိုက်ရုံပဲအဲ့လောက်ထိအောင်ကံကအကျိုးပေးထားတယ်ပေါ့ဘယ်လိုပဲဖြစ်ဖြစ်မျက်စိနာနာလျှာကာယအသုံးချတဲ့ကာမဆိုတဲ့လူချင်းစရာအာယုန်နေနဲ့အသက်ရှင်တာဖြစ်သောကြောင့်အဲ့ဒီနတ်ဘုံတွေဟာလည်းပဲကာမဘုံလို့ဒီလိုခေါ်တာနော်အဲ့တော့ဘယ်နေရာရှိတယ်ဘယ်နေရာရှိတယ်ဆိုတာနေရာအနေနဲ့ကတော့ဟိုအဗ္ဗဒမကျင်ဝန်းလာတဲ့အနန္တအာဂတကြီးထဲမှာအနှံ့အပြားရှိနေတယ်လို့ပဲပြောကောင်းကင်မှာအနှံ့အပြားရှိနေအဲ့ဒီတဲ့အဆင့်မြင့်သွားတဲ့တရားမျိုးတွေရှိသေးတယ်အဲ့ဒါတွေကတော့ဘာလို့ဆိုရင်အခုပြောတဲ့လူဘုံတို့နတ်ဘုံတို့ဆိုတာလူဘုံမှာရှိစဉ်ကာလတုန်းကဒါနကောင်းမှုတွေလုပ်တယ်သီလတွေစောင့်တည်တယ်ဒါနကောင်းမှုတွေကြိုးစားပြုတယ်သီလတွေစောင့်တည်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတည်တဲ့အခါမှာနတ်ပြည်6ထပ်သူတို့ကုသိုလ်ကောင်းမှုအားလျော်စွာဖြစ်ကြတယ်မြတ်စွာဘုရားလက်ထက်က
မြတ်စွာဘုရားအမြဲတမ်းဒါနကောင်းမှုလုပ်ပြီးတော့နေ့စဉ်နဲ့မျှအိမ်မှာတန်ဃာတွေဆွမ်းကပ်ပြီးကုသိုလ်ဒါနဆွတ်ဆွတ်မြဲမြဲလုပ်သွားကြတဲ့နာရဘိန်ကျောင်းတကာကြီးနဲ့ဇေရွန်ကျောင်းတကာအနာရဘိန်တထေးကတုတိတာနတ်ပြည်မှာဖြစ်တယ်။ဥပ္ပါယုံကျောင်းမှာကြီးဝိသခါကြတော့သူ့ရဲ့အစင်းမြင့်နဲ့နေမာနရတိနတ်ပြည်မှာဖြစ်တယ်။တော့သူတို့ဖြစ်တဲ့ပုံတွေကအဲ့လိုကွဲပြားခြားနားမှုရှိတယ်။အဲ့တော့အဲ့ဒီပုံတွေဟာကာမဘုံအဲ့ဒီတဲ့ဒါနသီလကိုကျော်လွန်ပြီးတော့တပ္ပတကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ကျင့်တယ်။စံတရားတွေရအောင်ကျင့်တယ်။တမာရီကျင့်စဉ်နဲ့သွားတဲ့ပထမဇန်ရတယ်ဒုတိယဇန်ရတယ်တတိယဇန်သုဒ္ဓဇန်ဆိုတာတွေရတယ်ဆိုရင်ရူပဝဆရဗြဟ္မဘုံကိုရောက်ကြတယ်။အဲ့ဒီဗြဟ္မာတွေကြတော့ကာမဆိုတဲ့မျက်စိနာနာလျာကာယဆိုတဲ့လူချင်းစရာအာယုန်တွေကိုအဲ့ဒါနဲ့ရှာတာမလုပ်တော့ဘူးသူတို့ကာမအာယုန်တွေလွန်မြောက်သွားပြီကာမအာယုန်သူတို့တရားကျင့်တော့ကလည်းကာမအာယုန်ကိုစွန့်ပယ်ပြီးတော့တပ္ပထကျင့်စဉ်ကိုကျင့်ကြတာဇန်ရဲ့အာယုန်ပေါ်မှာသူတို့ဟာတည်ငြိမ်တဲ့တမာရီဆွမ်းအားနဲ့နေနိုင်ကြတာဖြစ်လို့သူတို့လူပြည်မှာတရားထုတ်ပြီးတည်သွားတဲ့အခါမှာမျက်စိနာနာလျာကာယနဲ့ပျော်စရာရှာတဲ့ပုံပေါ်ကမဟုတ်တော့ပဲနဲ့သူတော်စင်သူတော်မြတ်တွေနေကြတယ်လို့အလွန်အေးချမ်းစွာတရားနှလုံးသွင်းပြီးနေတဲ့အဆင့်မျိုးပြမပြေရောက်သွားမျက်စိတော့ပါတယ်မျက်စိနဲ့ပျော်စရာမရှာဘူးနားတော့ပါတယ်နားနဲ့အတန်ရှာပြီးတော့ပျော်စရာမရှာဘူးလူတွေကြတော့မျက်စိနဲ့ရှာလို့အားမရရင်နားနဲ့ရှာတယ်လေခဏခေတ်ကြည့်ပါလားလက်ချက်ကလေးတက်ပြီးသချင်းနားထောင်တာနားနဲ့ပြောစရာရှာတယ်ခေါ်တာပေါ့အဲ့တော့မြမတွေမှာအဲ့လိုလက်ချက်လေးတက်ပြီးတော့သချင်းလေးတွေနဲ့နေလိမ့်မယ်လို့တော့မအောင်မိတ်လိမ့်ဒါတွေကသူတို့ကလွန်သွားပြီဒါတွေကိုပြောစရာလို့မသတ်မှတ်ဘူးနော်ပြောစရာလို့အခုခေတ်ကမ္မထာကြောင့်သွားပြီးတော့ယောဂီဖြစ်နေတရားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာနော်မျက်စိနဲ့လည်းပြောစရာမရှာဘူးအဲ့ဒီအချိန်နားနဲ့လည်းပြောစရာမရှာဘူးတရားနှလုံးသွင်းပြီးတရားထိုင်ပြီးတယောက်တည်းတိတ်ဆိတ်ငြိမ်သက်စွာနေတယ်အဲ့ဒီကရတဲ့ငြိမ်းချမ်းတဲ့ချမ်းသာနဲ့နေတာညှော်မှန်းချီပေါ့ဗြဟ္မာဆိုတာအဲ့ဒီလိုဟာမျိုးနော်စိတ်နှလုံးအေးချမ်းဟိုစတိတ်ရှိုးကြည့်ပြီးတော့ကခုံပျော်ပါနေတဲ့ပုဂ္ဂိုလ်ဒီငုတ်တုတ်ထိုင်းနေတဲ့လူကလည်းပဲတဒိမ့်ဒိမ့်နဲ့ဘာလို့ကြမှမသိဘူးဆူလိုက်တာလို့ပဲအောင်းမိတ်မှာပြောစရာရှာပုံချင်းမတူကြဘူးလို့ဆိုလို့အဲ့တော့ဗြဟ္မပြေရောက်သွားတဲ့ပုဂ္ဂိုလ်တွေကငြိမ်းချမ်းတဲ့စိတ်တည်ငြိမ်မှုနဲ့ပြောစရာတွေကိုရတယ်ဒါကြောင့်မို့မျက်စိပါတယ်မျက်စိနဲ့ပြောစရာမရှာဘူးနားပါတယ်နားနဲ့ပြောစရာမရှာဘူးနှာခေါင်းတော့ပါတယ်သို့တော့ပတာရယုံမရှိဘူးအနတ်မရှိအနတ်ကိုမခံစားဘူးလျှာပါတယ်အစာမစားဘူးပီတိနဲ့နေတာဖြစ်လို့လျှာနဲ့ရတာကိုမရှာဘူးကိုယ်ကာယပါတယ်သို့တော့အထီးအတွေ့နဲ့ပြောတာမဟုတ်ဘူးလူတွေကြတော့အထီးအတွေ့နဲ့ပြောတယ်လေဆောင်းရစီဆိုနွေးနွေးလေးဝတ်ရမှာနွေရစီဆိုအေးအေးလေးမှအဲ့ဒါတွေကအိယာဆိုလဲဣဆက်ညံ့ညောတာခေါင်းအောင်ဆိုတာလဲပြောတာနဲ့အဲ့ဒါလို့လူတွေမှာကြတော့အထီးအတွေ့တဦးနဲ့တူခန္ဓာကိုယ်ချင်းထိတဲ့အထီးတွေ့ကအစအကုန်လုံးလူတွေမှာထိတွေ့မှုနဲ့ပြောကြတယ်အဲ့တော့မြမာတွေကျတော့အဲ့ဒီပုံစံမဟုတ်ဘဲနဲ့ထိတွေ့မှုနဲ့ပြောတာမရှိဘူးသူတို့မှာနော်မျက်စိကလည်းပြောဖို့မဟုတ်ဘူးနားကလည်းပြောဖို့မဟုတ်ဘူးနှာခေါင်းတို့လျှာတို့ကိုယ်ကာယတို့ကလည်းပြောဖို့မဟုတ်ဘူးအားလုံးဟာပုံသဏ္ဍာန်အနေနဲ့ရှိပြီးတရားနှလုံးသွင်းပြီးတကယ်ယောဂီပုဂ္ဂိုလ်လိုနေတာကြတော့မြမဘုံလို့ခေါ်တယ်အဲ့ဒီရူပဇံပုံကိုလွန်သွားတဲ့အခါမှာရုပ်တရားတွေပြောက်ကွယ်သွားပြီးတော့နာမ်ကြီးတက်တက်ရှိတဲ့အရူပဗြဟ္မဘုံဆိုတာရှိတယ်အဲ့ဒီအရူပဗြဟ္မရုပ်တရားဆိုတာမရှိဘူးအသိစိတ်ကလေးနဲ့ပဲဇန်စိတ်ကလေးနဲ့ပဲဒီလိုနေတယ်လူတွေကတော့တွေးကြည့်မှာပေါ့စိတ်ကလေးကြီးဘယ်လိုနေပါမလဲဆိုတာစဉ်းစားကောင်းစဉ်းစားလိုက်မယ်နော်အိပ်ပျော်နေတဲ့အခါအိမ်မက်မဲ့ရင်လည်းစိတ်ကလေးနဲ့ပဲမက်တာပဲလေစိတ်ကလေးနဲ့ပဲနေတာပဲလေတခါတလေလူကအိပ်ပျော်နာအိမ်မက်ထဲမှာကိုသွားတာကဟို
ဝေးလံတဲ့ရက်တွေကိုရှောက်သွားနေတာကိုယ်ကာယကြီးကဒီမှာသို့တော်စိတ်ကရောက်နေတာစိတ်အနေနဲ့အိမ်မက်မဲ့နေပြီဆိုရင်တစ်ခါတစ်ခါရေကူးနေရတာတို့တစ်ခါတစ်ခါကောင်းကင်ပြန်တက်ရတာတို့ဆိုတာမျိုးတွေလည်းမဲ့တတ်တယ်ပေါ့နော်လူတွေမှာအမျိုးစုံပဲအဲ့ဒါမျိုးလို့ခုနဲ့တကူမတူချင်ရဘူးတဲ့နောက်ဆုံးရူပပုံတွေထဲမှာတကယ်ကိုသူတော်စင်သူတော်မြတ်များတာဖြစ်တဲ့အနာဂတ်နော် pure land ဆိုတဲ့အဲ့ဒီပုံ၅ပုံကလည်းရှိသေးတယ်ပြမပုံတွေတကယ်ကိုသူတော်စင်သူတော်မြတ်တွေတာဖြစ်တဲ့ပုံမျိုးအလုံးပေါင်းလိုက်တော့ပြမ26ပုံရှိတယ်အဲ့ဒီ26ပုံသောပြမတွေကသမထကျင့်စဉ်နဲ့မှရောက်တယ်ဒီလိုဆိုလိုတယ်အနည်းဆုံးသုရဝါဒပုံကြတော့အနာဂံဖြစ်မှရောက်တယ်လို့ဟောအဲ့ဒါလို့ကံတရားအားလျော်စွာ32ပုံဆိုတာဟာသူတော်ဘာတွေကျင်လည်ကြရတယ်အဲ့ဒီလိုကျင်လည်နေကြတဲ့ဘုံမျိုးစုံထဲမှာအခုဘုန်းကြီးတို့တွေဘာဖြစ်နေကြသလဲဘယ်ဘုံရောက်နေကြသလဲဆိုရင်လူဘုံရောက်နေတော့လူဘုံရဲ့လူဘဝရဲ့မဟာအခွင့်အရေးလူဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေရဲ့ရထားတဲ့ဘဝကလူဘဝရဲ့မဟာအခွင့်အရေးဆိုတာပါလေအေးနတ်ပြည်6ဓာတ်မှာနတ်တွေရဲ့အခွင့်အရေးဗြဟ္မာပြည်မှာရှိတဲ့ဗြဟ္မာတွေရဲ့အခွင့်အရေးလူပြည်မှာရှိတဲ့လူတွေရဲ့အခွင့်အရေးတူသလားလို့ဆိုမတူဘူးမတူဘူးအင်တမထူးခြားအဲ့ဒီမတူတာကိုမြတ်စွာဘုရားဟောထားတာကိုမှတ်သားချဖို့ပဲခဏအဲ့ဒီအခွင့်အရေးကိုအသုံးချဖို့တော့လိုတယ်အခွင့်အရေးဆိုတာအများအားရှိတာမဟုတ်ဆိုပါစို့အလင်းထဲမှာအလုံးလုံးရမယ့်ပုဂ္ဂိုလ်တရားဟာဒီဆိုပါစို့နေအခါနေအလင်းရောင်ရှိတဲ့အချိန်လေးမှာပြီးအောင်လုပ်ရခီးသွားမဲ့ပုဂ္ဂိုလ်တွေလည်းနေရင်အလင်းရောင်ရှိတုံးလေးကိုရောက်အောင်သွားကြဒါအခွင့်အရေးလို့ခေါ်တယ်အဲ့ဒါလို့အခွင့်အရေးဆိုတာတနေ့ကုန်ဒီ24နာရီလုံးအလင်းရောင်ဆိုတာရှိတာမဟုတ်ဘူးအလင်းရောင်ရှိတာ6နာရီလောက်12နာရီလောက်ရှိပြီး12နာရီလောက်ကြာအမှောင်ဖြစ်သွား24နာရီထဲမှာမှောင်းနေတဲ့ရာသီကအချိန်ပိုင်းနေရရှိတော့အဲ့ဒါလို့အခွင့်အရေး opportunity လို့ခေါ်တဲ့အခွင့်အရေးဟာအင်တာမရမယံခါသာရတာဖြစ်တော့ကြောင့်ခွင့်ရေးဆိုတာနှခါမလာဘူးလို့ပြောလို့ရှိကြတယ်အဲ့တော့လူဘဝရဲ့မဟာအခွင့်အရေးဆိုတာဘာလဲမြတ်စွာဘုရားကခဏတုတ်တံမှာဟောထားတာရှိတယ်အခွင့်အရေးကောင်းပုံလေးကိုမြတ်စွာဘုရားဟောထားတာလေးကိုကြည့်မြတ်စွာဘုရားဟောတဲ့တရားအဆုံးအမတွေကစုံတယ်အမတန်မှတန်ယုဒ္ဓနိကေမှာခဏတုတ်တံမှာမြတ်စွာဘုရားဘာဟောထားတော့ဆိုလာဘဝဘိက္ခဝေသူလတ္တံဝဘိက္ခဝေမြတ်စွာဘုရားဒီစကားလုံးလေးနဲ့စယဟန်တို့တဲ့မင်းတို့သိအရတော်တယ်ဒီစကားလေးနဲ့ပြောလာဘဝဘိက္ခဝေယဟန်တို့မင်းတို့သိအရတော်တယ်သူလတ္တံဝဘိက္ခဝေမင်းတို့သိကောင်းတဲ့အခွင့်အရေးကြီးတစ်ခုကိုရထားကြတယ်ဟောဒီစကားလေးကစပြီးတော့ဟောတာခနောဝပฏิလတ္တောပြမစရိယဝါဒယလူဘဝလူလောကမှာလူဖြစ်သည့်အတွက်ကြောင့်မြတ်သောအကျင့်ကိုကျင့်နိုင်ခြင်းဆိုတဲ့အခွင့်အလမ်းကြီးတစ်ခုရတယ်ဆိုလိုတာလူရဲ့တဏ္ဍာမှာရှိနေတဲ့ပြောစရာအာယုန်တွေကိုပျော်ပါခြင်းနဲ့တဏှာထိုပျော်ပါခြင်းရဲ့အပြစ်ကိုမမြင်တဲ့အဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာတဏှာစတဲ့ကိလေသာတွေကလွတ်မြောက်အောင်ဗြဟ္မစရိယလို့ခေါ်တဲ့မဂ္ဂင်၈ပါးမြတ်သောအကျင့်ကိုကျင့်မှုအတွက်လူဘဝဟာအခွင့်အရေးအကောင်းဆုံးပဲအဲ့ဒါမဟာအခွင့်အရေးလို့ဆိုမြတ်စွာဘုရားဟောတယ်နော်လူဘုံမှာဒါအခွင့်အရေးအကောင်းဆုံးပဲအဲ့တော့မေးကြမယ်နတ်ပြည်ကရောကျင့်လို့မရဘူးလားဗြဟ္မဘုံကရောကျင့်လို့မရဘူးလားမေးကြမှာပေါ့နော်အဲ့တော့တိရစ္ဆာန်တွေငရဲဘုံတွေကရောကျင့်လို့မရဘူးလားလို့မေးချင်ရှိအဲ့တော့
မြတ်စွာဘုရားအဲ့ဒါတွေကိုရှင်းလင်းပြီးတော့ဖော်ပြအခွင့်အရေးဆိုတာလူပုံမှာရတဲ့အခွင့်အရေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကငရဲဘုံနဲ့လူဘုံဆိုတော့အဲ့ဒီနှစ်ခုကိုခွဲခြားပြီးတော့ရှင်းလင်းဟောကြားတယ်နော်။ဘာဟောတော့ဆိုဒိဋ္ဌာမယသဖတ္တယတနိကာနာမနိရယမြတ်စွာဘုရားကိုယ်တိုင်ဒိဗ္ဗစက္ခုဉာဏ်ကြီးနဲ့ရှုစားလိုက်တဲ့အခါကျတော့ဆင်းရဲဒုက္ခအတိရှိတဲ့ထိတွေ့မှု6မျိုးနဲ့ထိတွေ့ခံစားနေရတဲ့ငရဲဘုံကြီးကိုတွေ့ရတယ်ဆိုလိုတာတော့ဝီစိငရဲကိုပြောငရဲပါပဲဘုရားကသုံးလိုက်တဲ့စကားလုံးကတော့သဖတ္တယတနိကာပဲဖတ္တယရဏ6ပါးနဲ့ထိတွေ့ပြီးဆင်းရဲဒုက္ခခံစားရတဲ့ငရဲဘုံကိုငါမြင်ရတယ်ငရဲဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေငရဲဘဝမှာငရဲသားဖြစ်ရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုတွေ့တဲ့အခါမြတ်စွာဘုရားကဘယ်လိုတွေ့တုံးဆိုရင်သူတို့ဟာမျက်စိကမြင်ရသမျှအရာတွေဟာမနှစ်သက်စရာမကျေနပ်စရာနော်ကြောက်မဲ့ဖွယ်ရာတွေကိုသာမြင်ရတယ်တဲ့နှစ်သက်စရာကျေနပ်စရာတခုမှမမြင်ရဘူးပြီးငရဲဘုံမှာမျက်စိဖွင့်လိုက်လို့ကြည့်လိုက်တာနဲ့တပြိုင်နက်တကယ်ကိုကြောက်မဲ့ဖွယ်အစင်းအာယုန်တွေကိုသာမြင်ရကြည့်ပြီးတော့ပြောစရာဆိုတာတခုမှမရှိဘူးနားကနားထောင်လိုက်ရလို့ရှင်လေအတန်ဆိုးကြီးတွေပဲကြားပြီးတော့စိတ်ချမ်းသာမဲ့အတန်မျိုးတခုမှမကြားရဘူးနှာခေါင်းကနမ်းရှူလိုက်ရတဲ့အနံ့ဟာလည်းပဲထို့တူပဲခြေနှက်เสียအနံ့တခုမှမရှိဘူးမွေးကြိုင်တဲ့အနံ့တခုမှမရှိဘူးသွေးပြက်เสียကြောက်လန့်เสียအနံ့တွေပဲရလျှာကနေပြီးတော့အရသာခံတဲ့အခါမှာလည်းပဲထို့တူပဲဆိုးဝါးလာတဲ့ခါသီးတဲ့အရာမျိုးလာတွေ့ရတယ်ခန္ဓာကိုယ်ကထိတွေ့လိုက်တဲ့အခါမှာလည်းပဲကြောက်ခမန်းလိလိဆိုပါတော့မီးနဲ့တွေ့လိုက်ရင်ပူသွားတယ်ရေခဲနဲ့တွေ့လိုက်ရင်တအားအေးသွားတယ်ဆောင်းရာသီမှာရေခဲနဲ့ထိလိုက်ရင်ဘယ်နဲ့နေနွေရာသီကြီးမှာမီးခဲနဲ့ထိလိုက်ဘလို့နေအင်တမခံရခက်တဲ့အရာမျိုးတွေပဲထိတွေ့ရတယ်စိတ်နှလုံးကကြမ်းစီအောင်မေ့လိုက်လို့ရှိရင်လည်းပဲအလုံးကိုစိတ်မချမ်းမြေ့ွယ်ရာတွေကိုပဲတွေ့ရတယ်အဲ့ဒီငရဲဘုံမှာကဲအဲ့ဒီငရဲဘုံရောက်နေတဲ့ပုဂ္ဂိုလ်တရားမှာမျက်စိကလည်းပြောစရာမတွေ့ဘူးနားနှာခေါင်းလျှာကာယတို့ပြောစရာမတွေ့ဘူးစိတ်ထဲကလည်းပြောစရာရှာလို့မတွေ့ဘူးဆင်းရဲဒုက္ခအတိဖြစ်တယ်ကဲနောက်တစ်ခါမြတ်စွာဘုရားကနောက်ဘုံတစ်ဘုံအကြောင်းကိုပြောပြန်ဒိဋ္ဌာမယတတ္တာသဖတ္တယတိကာနာမသက်ခာတကယ်ကိုချမ်းသာဒုက္ခများတဲ့ခုနလိုမျက်စိနာနာလျှာကာယမေနတွေကနေပြီးတော့ထိတွေ့လို့ရတဲ့ဒုက္ခဘုံတွေကိုလည်းပဲမြင်ရတယ်တဲ့အဲ့ဒီဒုက္ခဘုံတွေနတ်ဘုံတွေဟာအထူးသဖြင့်တော့နတ်ပြည်တဲ့တာဝရိန္ဒနတ်ပြည်ကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားအဲ့ဒီနတ်ပြည်မှာရောက်ရှိနေကြတဲ့တရားဝါတွေဟာမြင်သမျှဟာအချောအလှစိတ်ချမ်းသာစရာတွေကြီးပဲကြားရသမျှလည်းပဲစိတ်ကြည်နူးစရာတွေအတန်တွေကြီးပဲနှာခေါင်းကနမ်းရှူသမျှအနံကလည်းပဲရှူလို့မဝတဲ့အနံမျိုးတွေကြီးလျှာကအရသာခံရလို့ရှိရင်လည်းပဲစားလို့မဝလည်းရက်လို့မဝတဲ့အရသာမျိုးတွေကြီးခန္ဓာကိုယ်ကထိတွေ့ရလို့ရှိရင်လည်းအာရတင့်တယ်ခြင်းမဖြစ်တဲ့အထိအတွေ့မျိုးတွေဒါစိတ်ကူးချမ်းစီရတာလည်းပဲအမှန်တမ်းစိတ်အစဉ်ပြေတဲ့ရတယ်ကဲဒီတစ်ခုနှိုင်းရှင်ကြည့်ဘုံတစ်ဘုံကဒုက္ခအတိစိတ်ပြည့်စရာအတိဆင်းရဲအတိတွေ့ရဘုံတစ်ဘုံကျတော့ဒုက္ခအတိစိတ်ချမ်းသာစရာတွေကြီးပဲဖြစ်နေတယ်အဲ့ဒီဘုံတစ်ဘုံမှာရှိတဲ့သရဝါတွေဟာ
အယံကမ္မဘူမိလူဘဝဆိုတာတကယ်ကိုလှုပ်ချင်တာလှုပ်လို့ရတဲ့ဘုံမျိုးဖြစ်တယ်ဣထမက္ခဘာဝနာနိဗ္ဗာန်လမ်းကြောင်းကိုကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်လို့ရတဲ့ဘုံကမ္မဘူမိဆိုလှုပ်ချင်တာလှုပ်လို့ရတယ်အေးလူဆိုတာနိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်လည်းလှုပ်လို့ရနတ်ပြည်ရောက်ချင်တယ်ဗြဟ္မပြည်ရောက်ချင်တယ်လှုပ်လို့ရ32ဘုံမှာလမ်းခုလက်ဂျန်ရှင်ကြီးတစ်ခုဘယ်သွားလမ်းစုံလမ်းကွာမှာရှိတယ်ငရဲသွားခြင်းလည်းရတယ်အဝိဇ္ဇိဆင်းခြင်းလည်းရတယ်လူဘုံကလမ်းကဖြောင်းနေတာ30လို့ရတဲ့ဘုံမျိုးဖြစ်ပြီးတော့ဣဒမက္ခဘာဝနာဒီလူပြည်မှာသာနိဗ္ဗာန်လမ်းကြောင်းဆိုတာဖော်ဆောင်လို့ရတာသုတ္တန်တစ်ခုမှာမြတ်စွာဘုရားဘယ်လိုဟောထားလို့ဆိုလူသားတွေနဲ့ပတ်သက်ပြီးတော့လူသားတွေရဲ့တာလွန်တဲ့အချက်စကုရိတ်ကျွန်းမှာရှိတဲ့လူသားတွေရဲ့တာလွန်တဲ့အချက်ကဘာတော့ဆိုသူရာတတိမန္တောဣဒဗြဟ္မစရိယဝါတော်လို့ချက်၃ချက်ပြောထားရှိတယ်လူတွေဟာရဲစွမ်းတတ္တိရှိကြတယ်တတ္တိကောင်းတဲ့နေရာမှာလူကနတ်တဲ့သားတယ်လို့သူဆိုတယ်သူရတတ္တိနဲ့ပြေးဝါကြသူရာတတ္တိရှိတယ်ရဲရင်နဲ့တတိမန္တောလူတွေဟာတတိကောင်းတယ်ဣထဗြဟ္မစရိယဝါတော်မြတ်စွာဘုရားဟောကြားတဲ့မဂ္ဂင်၈ပါးအကျင့်တရားလို့ဆိုတဲ့မြတ်သောအကျင့်ကိုကျင့်မှုအခွင့်အလမ်းရှိတယ်ဒါလူတွေရဲ့ကြီးမားတဲ့မဟာအခွင့်အရေးတစ်ခုပဲဖြစ်တယ်ပေါ့တတိမန္တောဆိုတာလူတွေဟာလွယ်လွယ်နဲ့မေ့တဲ့လူတွေမဟုတ်ဘူးဆင်းရဲလဲခံစားမှုတွေချမ်းသာလဲခံစားမှုတွေဆိုတော့လူတွေဟာချမ်းသာကြီးခံစားနေရရင်လည်းတတိမကောင်းဘူးဒုက္ခကြီးပဲကြုံနေမြင်ဆိုရင်လည်းတတိမကောင်းနိုင်ဘူးချမ်းသာကြုံတဲ့အခါကြုံတဲ့ဆင်းရဲကြုံတဲ့အခါကြုံနေဆိုတော့လူတွေဟာချမ်းသာဒုက္ခအပေါ်မှာတတိရှိလာတတ်ကြတယ်စိတ်ရဲ့ထွက်ပေါက်တွေကိုရှာဖွေတွေ့ရှိကြတရားဓမ္မနှလုံးသွင်းခြင်းဖြင့်စိတ်ချမ်းသာမှုတွေကိုရရှိကြတယ်မဟာအခွင့်အရေးတွေနဲ့ကြုံတွေ့ကြရတယ်လို့သူတို့ဆိုတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဟောတာတတ္တမယေဝဣမေမနုဿခန္ဓာလတ္ထတေဝတုလာမင်းတို့လူဘဝရတာအလွန်ကံကောင်းနေတဲ့လူဘဝရခြင်းဟာမဟာအခွင့်အရေးကြီးတစ်ခုကိုရတာပဲမဟာအခွင့်အရေးဆိုဒီမှာတန်တရားဝကလွတ်ကြောင်းဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရခြင်းပဲဖြစ်တယ်မဂ္ဂင်၈ပါးအကျင့်တရားဆိုတာသီလစောင့်တည်ခွင့်ရတယ်ဟောကိုချင်းသီလဟုတ်ကိုချင်းသီလကိုအခြေခံပြီးတော့စိတ်တည်ငြိမ်မှုတမာတိကျင့်စဉ်ကိုကျင့်ရတာတမာတိကျင့်စဉ်ရှိလာတဲ့အခါမှာတဘာဝတရားကိုရှုမြင်သုံးသပ်တဲ့အခါမှာအမှန်မြင်နေဆိုတဲ့ပညာအဆင့်ကိုရောက်ရှိတာထိုပညာအဆင့်နဲ့ကမှတန်တရားဝကလွတ်နိုင်တယ်လို့သူတို့ဆိုတာပေါ့အဲ့ဒါကြောင့်မို့ဒီဗြဟ္မစရိယလို့ဆိုတဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်မှာတက်လှမ်းပြီးတော့ရှောက်လန်းခွင့်ရတယ်အေးနိဗ္ဗာန်လမ်းကြောင်းပေါ်တက်ပြီးတော့ရှောက်တယ်ဘယ်ကစလျှောက်လဲသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝကိုယ်ကာယကံဝစီကံထိမ့်သိမ့်လိုက်တယ်မဟုတ်တာမပြောဘူးမနသူများတွေအချင်းချင်းကွဲပြားအောင်မလုပ်ဘူးစိတ်ဆိုင်ညီညွတ်အောင်သာပြောတယ်ကျမ်းမ်းတဲ့စကားပြောတယ်အကျိုးမဲ့တဲ့စကားတွေကိုမပြောဘူးသမ္မာဝါစာဒါတွေကိုထိမ့်သိမ့်ဆောက်ရှောက်ပေးလိုက်တယ်သမ္မာကမ္မန္တသူများအသက်သူများဒုက္ခရောက်အောင်မလုပ်ဘူးသူတော်ဘာပစ္စည်းပျက်စီးအောင်မလုပ်ဘူးသူတော်ဘာတာမယာစော်ကားတဲ့အမှုမျိုးမလုပ်ဘူးဟောသမ္မာကမ္မန္တအဲ့ဒီနည်းတွေနဲ့အသက်မွေးဘူးသမ္မာဝါစာအာဇီဝလို့ဆိုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလကိုထိမ့်သိမ့်ဆောက်ရှောက်လိုက်တာဟာကိုယ်တဏ္ဍာမှာဖြစ်တဲ့လွန်ကျူးခြင်းဆိုတဲ့ကိလေသာရဲ့အစွမ်းတွေကိုထိမ့်ချုပ်လိုက်တာပဲဖြစ်တယ်ပေါ့